သီလအကြောင်းကိုလေ့လာသုံးသပ်ခြင်းဘုရားဘာသာဝင်သူတော်စင်တို့အလုံးသိကြတဲ့အတိုင်းသီလဆိုတာမြည်မြအရေးပါတယ်လေဘုရားဘာသာရဲ့ကျင့်စဉ်တစ်ခုမှာသီလဟာအခြေခံအဖြစ်အရေးကြီးဆုံးစောင့်ထိန်ကြရမယ့်အရာတစ်ခုဖြစ်တယ်သီလဆိုတဲ့စကားလုံးကပါဠိစကားလုံးပဲမြန်မာလိုမပြန်သည့်အတွက်ကြောင့်သီလနဲ့ပြောနေကြပါမယ်ထိုစကားလုံးကဖော်ပြတဲ့အဓိပ္ပာယ်အရင်ကြကိုအားလုံးဟာသိကြမှာသိကြသို့တော်သီလဆိုတာကိုချင်းတရားစောင့်ထိန်ရမယ့်အရာလို့ဒီလိုတော့နားလည်ထားကြမှာပဲမြတ်ဗုဒ္ဓရဲ့ဒေသနာမှာသီလတရားဟာမိမြအရေးပါတယ်ဆိုတာကိုထိုကျမ်းဂန်တွေမှာရှားဖွေပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကသီလရဲ့အရေးကြီးမှုသီလရဲ့အခြေခံကျမှုကိုဘာဟိယသုတ်တံမှာဘယ်လိုဟောလဲလို့ဆိုရင်တသမာတိဟတေဘာဟိယအာဓိမေဝဝိသောတေဟိကုသလေတုတမေတုဘာဟိယဆိုတဲ့ယဟန်ကိုမြတ်စွာဘုရားကတိုက်တွန်းနှိုးဆော်လိုက်တဲ့စကားဘာဟိယတကယ်တရားထုတရားမြတ်ရခြင်းပြီးနိဗ္ဗာန်ချမ်းသာကိုလိုလားတယ်ဆိုရင်ကုသိုလ်တရားတွေကအစဆုံးကိုမင်းစင်ကြယ်အောင်လုပ်ရမယ်ကုသိုလ်တရားတို့ဤအစလို့ဆိုတာမြတ်စွာဘုရားသုံးလိုက်တဲ့ကုသိုလ်တရားတို့ရဲ့အစသုတ်သင်ရှင်းလင်းရမယ်ကောစာဓိကုသလနံဓမ္မနာကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲလို့ကိုယ်တိုင်မေးမြန်းပြီးဖြေရှင်းတဲ့အခါမှာသီလင်စသူဝိတုဒ္ဓံအလွန်လွန်စင်ကြယ်တဲ့ကိုချင်းသီလကုသိုလ်တရားတွေရဲ့အစပဲကုသိုလ်တရားတွေပွားများအားထုတ်မှုမရှိဘဲနဲ့အကုသိုလ်ဆိုတာမဖယ်ရှားနိုင်ဘူးအကုသိုလ်ကိုမဖယ်ရှားနိုင်ဘဲနဲ့တန်တရားဝဆင်းရဲကမလွတ်နိုင်နိဗ္ဗာန်ချမ်းသာဆိုတာမတွေ့နိုင်ဘူးဒါကြောင့်မို့ကုသိုလ်တရားတွေကိုစတင်ပြီးတော့လုပ်ပြီးဆိုလို့ရှိရင်ဘယ်ကစရသီလကစတာဒီနေရာမှာတခြားအစဉ်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါနသီလဘာဝနာလို့ဒီလိုပြောတဲ့အစဉ်ရပြောမယ်ဆိုလို့ရှိရင်ကုသိုလ်တရားတွေကိုဒါနကစရမှာမဟုတ်လားလို့မေးเสียရှိတယ်ဒါနဆိုတာကုသိုလ်ပဲသီလဆိုတာလည်းကုသိုလ်ပဲဘာဝနာဆိုတာလည်းကုသိုလ်ပဲသို့တော့တကယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုကျင့်ပြီးကမ္မထန်တရားကိုပွားများအထုတ်တဲ့ဝိပဿနာလုပ်ငန်းတစ်ခုလုပ်ပြီးသို့မဟုတ်သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးဆိုလို့ရှိရင်သီလကစတာမန်အဖြစ်လူတွေကလွယ်ကူမှုရှိသည့်အတွက်ကြောင့်ဒါနဆိုတာကိုမြတ်စွာဘုရားကအနုပုပ္ပိကထာမှာရှေ့တန်းတင်ပြီးတော့ဟောတယ်။ဘာဖြစ်လို့ဟောလဲ။လွယ်ကူတယ်သီလနဲ့နှိုင်းစာကြည့်ပဲဆိုလို့ရှိရင်ဒါနကောင်းမှုကလွယ်ကူတယ်။မိမိမှာရှိတဲ့အရာလေးကိုမိမိရဲ့ပတ်ဝန်းကျင်မှာမျှဝေသုံးစွဲတယ်ဆိုတာတခါတရံမှာအလေးအထားအရာလွယ်တယ်လို့ပြောရမှာကိုချင်းသီလစောင့်တည်ဖို့ကြတော့လူတွေမှာခက်ခဲမှုရှိကြသီလသမာဓိပညာလို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်ကြတော့မယ်ဆိုလို့ရှိရင်သီလနံပါတ်1ကလာဒါကြောင့်မို့သီလင်စသူဝိတုဒ္ဓံအလွန်အလွန်စင်ကြယ်တဲ့ကိုချင်းသီလကုသိုလ်တရားတွေရဲ့အစပဲအရေးပါတဲ့
တန်တရားကိုဆင်းရဲကလွတ်ဖို့ကုသိုလ်ကောင်းမှုကိုလုပ်ပြီးဆိုလို့ရှိရင်ဒီသီလမရှိမဖြစ်တဲ့အရာတစ်ခုဒါကမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့စကားအထက်ကရာဆရာကြီးတွေကလည်းပဲမြတ်စွာဘုရားရဲ့တရားတော်မြတ်စွာဘုရားရဲ့အဆုံးအမသာသနာမှာဘယ်ဟာကအစလဲလို့အစကိုရှာပြီးအစဤကောင်းခြင်းကိုထုတ်ဖော်တဲ့အခါမှာသီလံသာသနာတအာဓိမြတ်စွာဘုရားအဆုံးအမရဲ့အစမြတ်စွာဘုရားတရားတော်ရဲ့အစကိုကျင့်သီလပါပဲလို့မြတ်စွာဘုရားဟောတာနဲ့တထပ်သေးပဲရှင်းလင်းဖော်ပြကြဒါကြောင့်မို့ကုသိုလ်တရားတွေရဲ့အစလို့ဆိုတဲ့ကကုသိုလ်တရားတွေဖြစ်ပွားဖို့ရာအတွက်သီလမပါမရှိမပါမဖြစ်အရေးကြီးတဲ့သဘာဝတရားတစ်ခုလို့ဆိုတာရှင်းဥစွာမှတ်သားကြဖို့အဲ့တော့သီလအကြောင်းကိုလေ့လာပြီးဆိုလို့ရှိရင်ဘုရားဘာသာကျင့်စဉ်မှာသီလကဘလောက်အရေးကြီးတယ်လဲဘလောက်အရေးပါတယ်လဲဆိုတာဒီသုတ်တန်တွေကိုထောက်ထားလို့ဒီစကားတွေအရာပြောမယ်ဆိုရင်သီလဓမ္မရေးကြီးတယ်အစကောင်းမှအနှောင်းသေးချာဆိုတဲ့မြန်မာစကားလို့သီလဆိုတဲ့ကိုချင်းတရားအခြေခံကောင်းမှနောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့တမာတိတို့ပညာတို့ဆိုတဲ့ဒီလုပ်ငန်းတွေဟာအောင်မြင်မြင်ဖြစ်မှာပေါ့ဒါကြောင့်မို့ကိုချင်းသီလကိုကုသိုလ်ရဲ့အစအမတန်မှအရေးပါတဲ့အရာတစ်ခုဖြစ်မြတ်စွာဘုရားဟောကြားထားခဲ့တာဖြစ်တယ်သာသနာတော်ရဲ့ကျင့်စဉ်သီလအစဆုံးပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကတပည့်စကြာတရားဟောတဲ့အချိန်တုန်းကမမရွင်ရွင်လှုပ်ဆောင်ခဲ့တဲ့လမ်းစဉ်နှစ်ခုရဲ့ခြားမှာမစ္စည်းမပฏิပဒါလို့ခေါ်တဲ့အလဲဘိုလ်ကအမှားယွင်းမရှိအလဲတိတိမတ်မတ်သွားတဲ့လမ်းကြောင်းကိုဖော်ထုတ်တဲ့အခါမှာလည်းပဲဒီသီလဟာပါတာပဲမဂ္ဂင်၈ပါးမှာသီလကိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့နာမည်နဲ့ဖော်ပြတာဒါသီလမဂ္ဂင်ဆိုတာဘုရားဘာသာဝင်တွေအလုံးသိကြအဲ့တော့မဂ္ဂင်၈ပါးမှာလည်းပဲသီလမဂ္ဂင်ဆိုတာကိုဖော်ပြထားဒါတိမှတ်တဲ့ဗဟုလမ်းကြောင်းပေါ့လက်ဝဲလက်ရလမ်းကြောင်းတွေကတိမ်းဆောင်းနေတဲ့အရာတွေဖြစ်တယ်တိမှတ်တဲ့ဗဟုလမ်းကြောင်းဖြစ်တဲ့မစ္စည်းမပฏิပဒါလမ်းရှောက်မယ်ဆိုလို့ရှိရင်သီလမပါမဖြစ်တဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ Buddhist practice လို့ခေါ်တယ်ဘုရားဘာသာရဲ့ကျင့်စဉ်သီလအမှန်တမ်းအရေးပါတယ်လို့ဒီလိုပြောအောင်ဖြစ်တယ်နောက်တစ်ခုကြည့်အောင်မလားသီလကဘာဖြစ်လို့ဒီလောက်အရေးပါနေရတယ်လဲသီလဟာစိတ်တည်ငြိမ်မှုအတွက်များစွာအထောက်အကူဖြစ်တယ်အစင်းစစ်ကိုချင်းသီလကနေပြီးတော့အစင်းစစ်ဖြစ်ပေါ်စေတတ်တဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားကထိုထုသုတ်တန်မှာဟောထားတယ်ကိုချင်းသီလဟာဘာကြောင့်အရေးပါရသလဲတရားဓမ္မကျင့်သုံးတဲ့အခါတမာတိတို့ပညာတို့ဆိုတာအတွက်ဘာကြောင့်အရေးပါလဲတမာတိပညာတွေကိုဘယ်ပုံအကျိုးပြုလို့လဲလို့ဆိုတာကိုလေ့လာဆန်းစစ်ကြည့်မယ်ဆိုလို့ရှိရင်ကြည့်လေသီလဆိုတာဘာအတွက်လဲလို့မေးလို့ရှိရင်သီလံအဝိပတိတာရာယဝိပတိတာရဆိုတာပြန်ပြီးတော့စဉ်းစားလိုက်တိုင်းစိတ်ထဲမှာကြည်ကွဲဝမ်းနည်းပဲရာဖြစ်တာဝိပတိတာရဝိရူပံပฏิတရဏံဝိပတိတာရောလို့ဆိုတဲ့အတိုင်းဖောက်ဖောက်ပြန်ပြန်ရှုံရှုံမဲမဲနဲ့ပြန်ပြီးတော့မလှမပတတိယစေတတ်တဲ့အမှုကိုဝိပတိတာရလို့ခေါ်တယ်အဲ့ဒီဝိပတိတာရကိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကုက္ကုဆာ